Về mình làm mà vậy nó chỉ là uống điều chỉnh là mà chủ được vậy chỉ nói vậy thì bạn bạn sao mình cho bạn đi đi làm nghề là nó được không từ lâu nó nên từ lâu ngài là lâu thật đó bị trao shit chém mà vậy bây giờ tôi nhà tuyên là lâu thôi rồi mà ngài tôi nhà là lâu thật đó bị nhá nhà tôi trao như vậy còn lâu ra đủ bạn thì lâu mà chính thì lại bà nó tên là như thế thật đó vậy đó cái này là trao là đó thì lâu thì vậy nó ở bút chỉ mình thật đấy trao làm mà bà thì có đi ở bộ ai về thuận này vậy ở bộ ao về thuận vậy trao chính thì làm vào mình nó trao lại bà trao đuôi thu vào vậy nó bà đi này đó là lại thuận tao vậy nó cho nó lại đấy lười bị lại đó cho lại mà mình tiền trở lại nó lại về đi bà đấy cho nó free về bây giờ cho nó bà mà ở bộ đi biểu giá là mình lùi vào vậy nó cho nó chẳng là chỉ để đi bà đấy channel này là subscribeလုပ်ဖို့မမေ့ပါနဲ့ like share ခြင်းမျိုးကူညီပါဗျာနော်ကြည့်တဲ့လူပဲများပြီးတော့နော်like လုပ်တဲ့လူတွေ subscribe လုပ်တဲ့လူတွေနည်းနေပါဗျာနော်ကဲဒီထက်တော့မသိလိုက်တဲ့လူတွေဒီမှာ16တလုံးကျန်ပါတယ်ဒီမှာဆိုလို့ရှိရင်ဒီမှာ68ကျန်ပါတယ်6တလုံးနဲ့နော်ထွက်ဖို့ရှိပါတယ်နော်6တက်ဒီလေးလုံးကတော့မန်းပြောရင်ဒါ3ရက်တွင်နှလုံးဆိုတော့တာဝန်ကြီးသွားပြီဗျာနော်ဆက်ထွက်ဖို့ရှိပါတယ်ဗျာနော်ဒီနေ့အတွက် training site လေးပြမယ်ဗျာနော်နောက်ပိတ် site လေးပြမယ်မပြရတာကြာလို့ဗျာနော်တပင်းနှစ်ပင်ကျော်မှာတဲ့30ပေါ့နော်3ရက်နောက်ပိတ်တပင်းနှစ်ပင်ကျော်မှာ3နောက်ပိတ်တပင်းနှစ်ပင်ကျော်မှာတဲ့8နောက်ပိတ်တဲ့ဒီ8နောက်ပိတ်ဘယ်လိုကြာလဲဆိုတော့သူ့ရဲ့တပင်ကျော်ပေါ့နော်ဒီ3လုံးပေါင်းခြင်း5ခုတက်3လုံးဝင်ရင်ဒီက5ပါတဲ့နော်5ခုတက်3လုံးဝင်ရင်5အဲ့5ကိုတဲ့ဒီ3လုံးဝင်ရင်ပြန်ပြီးတော့5ပါတယ်ဗျနေ့9ရခွန်ရှိပါတယ်ရှင်းနောက်ပိတ်ထည့်လိုက်တော့5ဖြစ်ပါတယ်ဗျနော်5ပဲဖြစ်ပါတယ်ဗျနော်အဲ့တော့တပင်းကျော်မှာ3လုံးပိတ်ကြပဲဆိုတပင်းကျော်ပေါ့နော်ဒီ9ရဲ့2ရဲ့5 2 3လုံးဝင်ရင်ဒီရဲ့2ပါတယ်အဲ့တော့မဟုတ်ဘူးဗျနော်ဒါကြောင့်မိတ္တူစာရေးဖြစ်နေလို့ပါ5 2 3လုံးဝင်ရင်ဒီ2ပါတယ်အဲ့2ကိုဒီ3လုံးချင်းပြန်2ဖြစ်ပေးရပါမယ်4ရဲ့5ရဲ့9ရှိပါတယ်3လောက်ပိတ်ထည့်လိုက်ပြီးတော့2ဖြစ်ပါတယ်2ကို2ပဲဖြစ်ပါတယ်ဗျနော်သိချင်ကြည့်ပါအဲ့တပင်းကျော်ပါလေ3ညနောက်ပိတ်ကြဖို့အတွက်သူ့ရဲ့တပင်းကျော်2ရဲ့4ရဲ့8ရဲ့2 4 8 3လုံးဝင်ရင်ဒီ4ပါအဲ့4ကိုကျွန်တော်ဒီ3လုံးချင်းပြန်4ဖြစ်ပေးရပါမယ်9 5 3ရဒီ4ပါလေ4ပြန်ဖြစ်ပေးပါတယ်ဗျနော်4ကို4ပြန်ဖြစ်ပေးပါတယ်အဲ့တော့ဒီနေ့မနေ့ပေါ့နော်ဒီမှာနောက်ပိတ်ဆိုင်ကသူ့ရဲ့တပင်ကျော်ပေါ့နော်1ရဲ့9ရဲ့1ရဲ့1 5 1 3လုံးဝင်ဒီခွန်ပါဗျာနော်အဲ့ခွန်ကိုလည်းကျွန်တော်ဒီ3လုံးချင်းပြန်ခွန်ဖြစ်ပေးရပါမယ်အဲ့တော့ခွန်ပဲဖြစ်မယ်ဆိုလို့ရှိရင်လည်းဒီမှာ6ရှိနေပါပြီဗျာနော်1နောက်ပိတ်ပဲထည့်ရပါမယ်1တစ်လုံးနောက်ပိတ်ပါဗျာကျန်နေတဲ့ဆိုရင်တော့ယူ3ပါဗျာနော်1တစ်လုံးနောက်ပိတ်ပါတကယ်လို့သာခွန်ရင်နှက်ခတ်3ကြလို့ခံခဲ့ဟိုးအပေါ်ဒီမှာတော့3ကြခံမိထားဗျာနော်နှက်ခတ်နေခံခဲ့ရင်ဆိုပြီးတော့အဲ့ဒါလေးဆိုရင်တော့4နောက်ပိတ်ပါဗျာနော်4နောက်ပိတ်လေးကတော့နည်းနည်းလေးကာထိုးပါဗျာနော်အရန်ထိုးပါကဲဟုတ်ပြီကျွန်တော်ညနေတော့ကတော့ဒီမှာ2 4နောက်ပိတ်ဖန်တော့ညနေတော့ site တော့မပြတော့ဘူးဗျာနော်2 4နောက်ပိတ် site 2 4နောက်ပိတ်ဖန်တော့ပါတယ်ကိုကျင်းနိုင်ကြ1ချင်းလေးနဲ့တွဲပြီးတော့ထိုးပါဗျာနော်1 4နောက်ပိတ်ဖန်တော့ပါတယ်โอเคအားလုံးပဲအဆင်ပြေကောင်းကြပါစေဗျာနော်ကျေးဇူးတင်ပါတယ်